န်ကိုချုပ်ကွက်နဲ့အလွယ်တကူပွဲသိမ်းပြမယ်လို့ပြောခဲ့တာကမိုင်မဲခဲ့တာဆိုတဲ့ပန်ဒိုဂျာရဲ့စကားထဲမှာထောင်ချောက်တွေအများကြီးရှိနေပါတယ်။ဘေးသက်များလုံးပဲမင်္ဂလာပါ။ Acre Marshall Sport ကနေကြိုဆိုပါရစေ။ပွဲမနေ့ခင်တုန်းကတော့ဗန်ကိုအလွယ်တကူနဲ့ချုပ်ပြခဲ့တယ်လို့ပြောခဲ့တယ်နော်။အခုရောအဲ့ဒီလိုမြင်ထားတော့မဲလားဆိုပြီးတော့ပန်ဒိုဂျာကိုမေးခဲ့ရမှာငါအဲ့ဒီလိုကြီးပြောခဲ့တာလားတော်တော်မိုင်မဲခဲ့တာပဲဒီပွဲကလွယ်လွယ်ကူကူဖြစ်မယ်လို့လုံးဝမထင်ပါဘူးဗျာလေ့ကျင့်ခန်းတွေအပြင်းထန်လုပ်ထားတယ်ဒါကဗန်ကိုရှော့မတက်ထားလို့ပါလက်ရှိမှာခက်ခဲတဲ့စိန်ခေါ်မှုမျိုးပါပဲလို့ပန်ဒိုဂျာကပြန်ပြေးသွားခဲ့ပါတယ်ပန်ဒိုဂျာရဲ့ဒီအင်တာဗျူးဖြေကြားချက်ဟာတကယ်ကိုစိတ်ဝင်စားစရာကောင်းပြီးပညာသားပါလုံးတဲ့လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့မြင်မိပါတယ်ဒါဟာရိုးရိုးသားသားဝန်ခံမှုဖြစ်နိုင်တယ်လို့တစ်ဖက်မှာလည်းသွေးအေးနဲ့ခင်းကျင်းလိုက်တဲ့ထောင်ချောက်တစ်ခုလည်းဖြစ်နေနိုင်ပါတယ်တိုက်ခိုက်ရေးလောကမှာရှေးကြဆုံးတဲ့အထက်ရောက်ဆုံးနည်းလမ်းတစ်ခုရှိနေပါတယ်ဒါကတော့ရန်သူကိုကိုယ့်ပေါ်မှာကြောက်ရွံ့မှုပျောက်သွားအောင်လုပ်ခြင်းပဲဖြစ်ပါတယ်ပန်ဒိုဂျာကငါမင်းကိုတတ်မယ်မင်းကိုချိုးမယ်လို့နေ့တိုင်းချင်းချောင်းနေရင်ဗန်ကအမြဲတမ်းနှိုးချနေပါလိမ့်မယ်အိမ်မက်ထက်ထိတ်လန့်ပြီးတော့ပြင်ဆင်မှုတွေပို့လုပ်ပါလိမ့်မယ်အခုပန်ဒိုဂျာကမင်းကတော်တယ်မင်းကခက်ခဲတဲ့ပြန်ဘက်ပါလို့ချီးကျူးလိုက်တဲ့အခါမှာဗန်ရဲ့စိတ်ထဲမှာမတိစိတ်ရအနေငယ်ပေါ်ပါသွားနိုင်ပါတယ်။အော်ချန်ပီယံကငါ့ကိုထင်ကြီးသားပဲသူငါ့ကိုလေးစားသားပဲဆိုပြီးတော့သွေးနဲ့ထင်ရောက်သွားစေဖို့ရွေတာဖြစ်နိုင်ပါတယ်။ပြန်ဘက်ကကိုလေးစားနေတယ်လို့ထင်မှတ်ပြီးစိတ်ကိုလျှော့ချလိုက်တဲ့အချိန်မှာပန်ဒိုဂျာကသူ့ရဲ့အစစ်အမှန်ဘလူးစိတ်ကိုထုတ်သုံးပြီးအလစ်ဝင်တိုက်ဖို့ကြံစည်နေတာမျိုးလည်းဖြစ်နေနိုင်ပါတယ်။ပန်ဒိုဂျာကငါအဲ့ဒီလိုပြောခဲ့တာလားတော်တော်မိုင်မဲခဲ့တာပဲဆိုပြီးဟာသားလိုလှုပ်သွားတာကတော်တော်လေးကိုပါနှက်ပါတယ်။အချို့ကတော့ဒါကိုလေးစားမှုရှိတယ်လို့မြင်ကြပါတယ်။လူတစ်ယောက်နဲ့တစ်ယောက်ကအမြင်ချင်းမတူတာဖြစ်လို့ဒီပုံမှာကျွန်တော်အနေနဲ့မှတ်ချက်မပေးလို့ပါဘူးဒီဗီဒီယိုမှာကျွန်တော်ပြောပြချင်တာကတော့ပန်ဒိုဂျာရဲ့စကားတွေအပေါ်တချို့လူတွေမြင်နေတယ်လို့ကျွန်တော်ကတော့မမြင်ဘူးဆိုတာပါပဲဒီလိုပြောတာဟာပန်ဒိုဂျာကဗန်ကိုထောင်ချောက်ဆင်နေတာလို့ကျွန်တော်ကတော့ခံစားနေရပါတယ်ပန်ဒိုဂျာကအလွယ်လေးနိုင်မယ်လို့ဆက်ပြောနေရင်တကယ်လို့ပွဲထဲမှာသူနည်းနည်းလောက်အထိနာတာနဲ့လူတွေကဟာလွယ်မယ်ဆိုအခုတော့ခံနေရပြီဆိုပြီးတော့လှောင်မြောင်ကြပါလိမ့်မယ်အခုလို့ခက်ခဲမယ်လို့ကြိုပြောထားလိုက်တော့ပွဲထဲမှာအကျိတ်နဲ့ဖြစ်သွားရင်တော့သူစကားကမှန်နေမှာမို့သူ့ပေါ်မှာဖိအားတွေတက်တာတောင်းစီနိုင်ပါတယ်ဗန်ကိုအလွယ်လေးဖြတ်မဲ့ကောင်းလို့ပြောတာထက်ခက်ခဲတဲ့စင်ကော်သူလို့ပြောတာကပွဲကိုပို့ပြီးတော့တန်ဖိုးရှိစီပါတယ်အားနေတဲ့ကောင်ကိုနိုင်တာကဂုဏ်ယူစရာမဟုတ်ပါဘူးခက်ခဲတဲ့ကောင်ကိုနိုင်မှချန်ပီယံကုန်ပိုတက်မှာပါဒါကြောင့်ပန်ဒိုဂျာကဗန်ရဲ့တန်ဖိုးကိုမြင့်တင်ပေးပြီးသူ့နိုင်ပွဲကိုပုံပိုတောက်ပအောင်ကြိုတင်ပြင်ဆင်လိုက်တာပါတကယ်ကိုလှပလို့နဲ့လှည့်ကွက်ပါပဲစစ်သူကြီးဇွန်စုရဲ့နာမည်ကျော်စစ်ဗျူဟာချမ်းမှာရန်သူကမင်းကိုခံမရခက်လေလေမင်းနိုင်မှုတေချာလေလေလို့ဆိုထားပါတယ်ဆိုလိုတာကတခါတလေအရန်မန်တက်ပြတယ်တခါတလေအရန်နှိမ့်ချပြတယ်ဒီလိုမျိုးရှင်းနောက်မညီတဲ့အပြုမှုတွေကဂျိုရှူအာဘန်ကိုဝေခွဲမရဖြစ်စေပါတယ်ဒီလူငါ့ကိုတကယ်ကြောက်နေတာလားဒါမှမဟုတ်ဟန်ဆောင်နေတာလားဆိုပြီးတော့ဗန်ကိုစိတ်အာရုံထွေးပြားစေပါတယ်ပြိုင်ပွဲရဲ့စိတ်ကိုခံမရတာပင်ပန်းပါတယ်ပန်ဒိုဂျာဘာလာမလဲမသိတဲ့အတွက်ဗန်နေနဲ့စိတ်ပိစီးမှုပိုများလာနိုင်ပါတယ်ပန်ဒိုဂျာ UFC မှာနှစ်ပေါင်းများစွာကျင်လည်ခဲ့တဲ့ဝိုင်းဖိုက်တာတယောက်ပါသူကလူသစ်တယောက်လိုမျိုးစိတ်လိုက်မှန်ပါမလုပ်ပါဘူးတစ်ဖက်ကကြည့်နေတာကပန်ဒိုဂျာရိုးသားမှုဖြစ်နိုင်ပါတယ်ဗန်ရဲ့နောက်ဆုံးပွဲတွေလေ့ကျင့်မှုတွေကိုကြည့်ပြီးဒီကောင်လေးမစိုးဘူးပဲဆိုပြီးတကယ်ပဲသတိထားမိသွားနိုင်တာလည်းဖြစ်နိုင်ပါတယ်ပညာရှိတဲ့ချန်ပီယံတိုင်းကဘေးပြိုင်ဘက်ကိုမှရှုံးမထွက်ပါဘူးအဲ့ဒီလိုလည်းမြင်ပေးနိုင်ပါတယ်ပန်ဒိုဂျာကသူ့ကိုယ်သူမိုင်မဲခဲ့တယ်လို့ပြောလိုက်တာကသူ့ရဲ့မာနကိုချလိုက်တာပါမာနကိုချပြီးဗန်ရဲ့အနေကိုလက်ခံလိုက်တဲ့အချိန်မှာပန်ဒိုဂျာလေ့ကျင့်မှုတွေကပို့ပြီးတော့ပြင်းထန်လာမှသိကြပါတယ်ငါသတိမထားရင်ရှုံးသွားနိုင်တယ်ဆိုတဲ့အသည့်ကပန်ဒိုဂျာကိုပိုကြောက်စရာကောင်းတဲ့ဖိုက်တာဖြစ်လာစေပါတယ်ဂျိုရှူအာဘန်ဘာလို့တင်လဲပန်ဒိုဂျာဒီစကလုံးလှဲကွက်တွေကိုဖန်နေနဲ့ဘယ်လိုတုံ့ပြန်တင်တယ်လဲ Don't talk debate ငါစာမဟတ်ပါနဲ့ဒါကအရေးကြီးပါတယ်ပန်ဒိုဂျာကမင်းတော်တယ်လို့ပြောတာကိုကျေးဇူးပါလို့လက်ခံလို့ရပြီမဲ့စိတ်ထဲမှာတော့ဒီလူငါ့ကိုတတ်ဖို့ကြံနေတာပဲဆိုတာလုံးဝမမေ့ရပါဘူးချို့သောစကလုံးတွေရဲ့နောက်ွယ်မှာအစိတ်လူးထားတဲ့မြားတွေရှိတတ်ပါတယ်ဗန်ပြောခဲ့သလိုကျန်တာတွေခေါင်းထဲမထည့်ဘူးပန်ဒိုဂျာကိုပြင်းဖို့ပဲဆိုတဲ့စိတ်ဓာတ်ကအမှန်ကန်ဆုံးပါပန်ဒိုဂျာဘာပြောခရူးမဆိုင်ပဲကိုလုတ်ကိုလှုပ်တာကအကောင်းဆုံးတုံ့ပြန်မှုပါပဲအချုပ်ဆိုရရင်ပန်ဒိုဂျာရဲ့ငါမိုင်မဲခဲ့တာပါဆိုတဲ့စကားဟာနှိမ်ချမှုရောမဟာဗျူဟာပါရောနှောနေတဲ့ပါနဲ့တဲ့လုပ်ရတစ်ခုပါတကယ်လို့ဗန်ကဒီစကားကိုယုံသွားပြီးပေါ်သွားရင်ပန်ဒိုဂျာအတွက်အကွက်ပါပဲတကယ်လို့ဗန်ကမယုံမဲ့ပိုစူးစမ်းလိုက်ရင်လေပန်ဒိုဂျာကငါပြောသားပဲခက်ခဲပါတယ်ဆိုပြီးတော့ပြောလို့ရသွားပါတယ်ဒါကြောင့်ဒီပြောစကားဟာပန်ဒိုဂျာအတွက်ဘယ်ဘက်ကပဲကြည့်ကြည့်အမျက်ထွက်စေတဲ့စကားလုံးကစားကွက်တစ်ခုဖြစ်ပါတယ်ဂျိုရှူအာဘန်နေနဲ့ကတော့ပန်ဒိုဂျာရဲ့နှခမ်းကထွက်တဲ့စကားတွေကိုနားမယောင်ပဲအော်တိုဂွန်တွေကသူ့ရဲ့လက်သီးတွေကိုပဲအောင်ဆိုင်ဖို့လိုအပ်ပါလိမ့်မယ်ဒဲခန်နေဘယ်ကပြုံးပြနေပြီဆိုရင်သူစပွဲပြနေပြီဆိုတာကိုသတိပြုရပါမယ်ချင်းလေးဖိုင်ရေစောင့်နေကြည့်ပြီးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်